Hello，大家好，အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ထဲကျုံနဲ့ပတ်သက်တဲ့ဝေါ်ဟာရာလေးနည်းနည်း sharing လုပ်ပေးချင်ပါတယ်အဲ့ဒါလေးကကြတော့အရင်ဆုံးစေကန်းတူနာပြုအခန်းပေါ့အထက်ကျုပ်တွေမှာရှိတဲ့စေကန်းတွေတူနာပြုအခန်းတွေအဲ့ဒါကိုပြောမယ်ဆိုလို့ရှိရင်医务室医务室护医室护医室နောက်တစ်ခုကကြတော့ရုံးခန်းဆိုရင်办公室办公室နောက်တစ်ခုကကြတော့စက်ရုံဆိုရင်工厂ပြီးတော့ကတင်ခန်းပေါ့ကတင်ပိတ်ဖြတ်တဲ့ကတင်ခန်းဆိုလို့ရှိရင်裁剪房နောက်တစ်ခုကကြတော့စင်ပယ်ချုပ်တဲ့စင်ပယ်ခန်းပေါ့打样房နောက်တစ်ခုကကြတော့အစည်းအဝေးခန်းเนาะအစည်းအဝေး meeting လုပ်တဲ့ meeting ခန်းပေါ့会议室နောက်တစ်ခုကကြတော့လက်မှုပညာပေါ့လက်နဲ့လုပ်တဲ့ handmade ပေါ့เนาะ handmade ကိုကြားလို့ရှင်手工နောက်တစ်ခုကကြတော့ထဲကျုံမှာဆိုလို့ရှိရင်ယာတူးတွေရှိတယ်အဲ့ဒီယာတူးတွေထဲမှာမှဟပ်ပါယာတူးဆိုရင်辅工ပြီးတော့စူပါဆိုလို့ရှိရင်组长နောက်တစ်မျိုးက班长ဒီလိုပြောလို့ရတယ်ပြီးတော့အောစူပါဆိုရင်大班长နောက်တစ်မျိုး大组长နောက်တစ်ခုကကြတော့စူပါလည်းပြီးသွားပြီအောစူပါလည်းပြီးသွားပြီဆိုလီဒါဆိုလို့ရှိရင်副班长နောက်တစ်မျိုး副组长ဒီလိုပြောလို့ရပါတယ်ပြီးတော့စက်ရုံမှုဆိုရင်厂长ဒီလိုပြောလို့ရပါတယ်ထဲကျုံနဲ့ပတ်သက်တာလေးတွေလည်းနောက်ထပ်ပတ်သက်တဲ့ဝေါ်ဟာရာလေးတွေကိုပေါ့နော်နောက်ထပ်တင်ပေးသွားမှာမဟုတ်လို့ like and share လေးလုပ်သွားပေးပါပြီးတော့ကျွန်တော်တို့သင်တန်းစုံစမ်းခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့သင်တန်းဖုန်းနံပါတ်ဖြစ်တဲ့3998092669ကိုဖုန်းနဲ့တော်၎င်း Viber နဲ့တော်၎င်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်